အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ concept ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီနေ့မနက်ခင်းအစောပိုင်းကကျွန်တော်ဝင်ခဲ့တဲ့ဒီ trade entry နှစ်ခုနဲ့ပြီးတော့ဒါဒီကနေ့ပေါ့နော်ကျွန်တော်ဒီမေလကျွန်တော်ဒါပထမအပတ်ကျွန်တော်ဒါနောက်ဆုံးရက်ဖြစ်တဲ့ကျွန်တော်ဒါတောက်ကြနေရက်ကျွန်တော်ဒါကဘာရွှေဈေးကွက်ပေါ့နော်တနေ့ဒါကျွန်တော်ဒါ trade လုပ်ဖို့ကျွန်တော်ဒါဘယ်ဈေးကွက်ဘယ်ဈေးတန်းဒီမှာကျွန်တော်ဒါentry ဝင်လို့ကောင်းမလဲပေါ့နော်စတဲ့ဒီ market technical analysis လေးကိုကျွန်တော်ဒါသုံးသပ်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကဘာရွှေပေါ့နော်ကဘာရွှေရဲ့ကျွန်တော်ဒါ daily ကိုကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒါပြီးခဲ့တဲ့ဒါတနင်္လာနေ့ကအကြာကောင်းကောင်းနဲ့ကြားတယ်သူရဲ့ဒီ previous ကျွန်တော်တို့ daily candle ရဲ့ low liquidity ဆွေးပြီးတော့ဈေးကွက်ပြန်တက်တယ်အင်္ဂါနေ့မှာကျွန်တော်ဒါ spinning top candle ဟုတ်တယ်နော် spinning top candle မျိုးပုံဖော်တယ်ပြီးတော့ဗုဒ္ဓဟူးနေ့မှာဈေးကွက်ကအားကောင်းကောင်းနဲ့ဒါဈေးတက်ခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီကြာသပတေးနေ့ညကင်းပိုင်းလောက်မှာဈေးကွက်ကပြန်ပြီးတော့4960ဝန်းကျင်ကနေပြန်ပြီးတော့ဈေးကွက်ကကျလာတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့မနက်ခင်းမှာဆိုရင်လည်းကျွန်တော်တို့ဒါ daily fair value gap ကိုပြန်လာတယ်ပြီးတော့ဈေးကွက်ကဒီနောက်မှာ divergent ဖော်ပြီးတော့အပေါ်ပြန်ပြီးတော့တက်ထားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီလက်ရှိအခုတက်တဲ့အတက်ကကျွန်တော်တို့ဒါကျဖို့အတွက်ပူဘက်အနေနဲ့တက်တဲ့အတက်လားဆိုတာကတော့ကျွန်တော်တို့ဒီ lower time frame ရဲ့တွင် market structure ကိုကြည့်ပြီးတော့ကျွန်တော်တစ်ချက်သုံးသပ်ကြမယ်လက်ရှိဒါအခုပေါ့နော်ဒီ market structure ပုံစံအရဆိုရင်တော့ကျွန်တော်တို့ဒါအကြပေါ့နော်ဆိုတော့ကျွန်တော်ဒီ lower time frame တွေမှာကြည့်မယ်ဆိုရင်အကြအတွက်ကျွန်တော်ဒါချင်းဟုတ်ကိုက်တာပုံစံမျိုးတွေဖော်ထားတာကိုကျွန်တော်ဒါတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့အခုလက်ရှိကျွန်တော်ဒါဒီ trade အတွက်ဆိုရင်တော့ကျွန်တော်ဒါ50 minute time frame structure မှာကျွန်တော်သုံးသပ်တယ်ဆိုတော့ဒီကနေတောက် short ဒါ a trend နဲ့တက်လာတယ်ဆိုတော့တနင်္လာအင်္ဂါဗုဒ္ဓဟူးဆိုတော့လက်ရှိကျွန်တော်ဒီကြာသပတေးနေ့ညပိုင်းလောက်မှာကျွန်တော်ဒါဒီနားမှာပေါ့နော်ဒီနားကကျွန်တော်ဒါ swing low level ကိုစပြီးတော့ clear break ဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါချင်းရော guide စပြီးပေါ်လာတယ်ပေါ်လာပြီးတော့စီကွက်ကအာကောင်းကောင်းနဲ့ကြားတယ်ဆိုတော့ဒီနေ့မနက်ခင်းမှာဆိုရင်တော့ကျွန်တော်တို့ဒါဇတာပတိနေ့ရဲ့ကျွန်တော်တို့ဒါ Asia low liquidity ကိုဆွေးပြီးတော့စီကွက်ကကျွန်တော်တို့ဒီမှာ minor a trend တစ်ခုအနေနဲ့ပြန်တက်လာတာကိုတွေ့ရတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ50 minute fair value gap level ကနေစီကွက်ကပြန်ပြီးတော့ကြာထားတယ်လက်ရှိဒီနာဝန်းကျင်မှာကျွန်တော်တို့ဒါ ranging ပြေးနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့မနက်ခင်းကျွန်တော်တို့ဒီ fair value gap ကိုဈေးကွက်ပြန်တက်တဲ့အချိန်မှာပေါ့နော်ဆိုတော့ကျွန်တော်ကမွေနဲ့ကျွန်တော်ဒါတွဲပြီးတော့ divergence ကြည့်လိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ POI fair value gap level ရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာ divergence တစ်ခုတွေ့တယ်ပေါ့နော်ဆိုတော့50 minute မှာကျွန်တော်ဒါmarket structure ကြည့်ရဲဆိုတော့ entry time frame ကျွန်တော်ဒါ1 minute မှာကျွန်တော်ဒါ entry ဝင်မှုကြည့်တယ်ပေါ့နော်ဆိုတော့1 minute မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာသူရဲ့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်ဒါswing divergence ဒီမှာရှိမယ်ဒီမှာကြားတယ်ဒီကောင်ကတက်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနားမှာကျွန်တော်ဒါနောက်ဆုံး liquidity ဆွေးခဲ့တဲ့ candle ကို break တဲ့အချိန်မှာကျွန်တော်ဒါဒီနားဝင်ချိန်မှာကျွန်တော် entry ဝင်ခဲ့တယ်ဆိုတော့ဒီနားကနေဝင်တယ်ကျွန်တော်ဒါTP ကိုတော့ 1:2 ပဲကျွန်တော်ထားခဲ့လိုက်တယ်ပေါ့နော်ထားပြီးတော့ကျွန်တော် entry ကိုပြန်စောင့်တယ်စောင့်ပြီးတော့ကျွန်တော်ဈေးကွက်ကဒီမှာ clear break ပြန် break လုပ်လာတယ်ဒီပုံမှာကျွန်တော်တို့ရဲ့ဒါ IDM swing အနေနဲ့ကြံခဲ့မယ်ပေါ့နော်ဆိုတော့ဒီ swing ကိုတစ်ချိန်မှာ liquidity ပြန်ဆွေးနိုင်တယ်သူ့ပုံမှာလည်းကျွန်တော်တို့ဆောနာကြခဲ့တဲ့ really base really supply zone တစ်ခုကြံနေသေးတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကဒီ supply zone တစ်ချက်ပြန်လာပြီးဥပကြနိုင်လောက်တယ်ဆိုပြီးတော့ဒါကျွန်တော်သုံးသပ်တယ်ပေါ့နော်ဒါကျွန်တော်ဒီ1 minute structure အရာပေါ့နော်ဆိုတော့သုံးသပ်တာဖြစ်တဲ့အတွက်ဒီပေါ် supply zone မှာကျွန်တော်နောက်တစ်ခေါက်ဆဲဖို့အတွက်ကိုကျွန်တော်ဒါ pending ပေးခဲ့လိုက်တယ်ပေါ့နော်4920ခွန်ဝင်းကျင်ပေါ့နော်29.50ဝန်းကျင်မှာကျွန်တော် entry pending ပေးခဲ့တယ်ကျွန်တော် essay ကတော့ဒီပထမတော့ကျွန်တော်ဒီစုံတော့မထားဘူးဒါပေမဲ့လွတ်လွတ်ကင်းကင်းဖြစ်အောင်ကျွန်တော်အယောင်း entry လေးဖြစ်တာဆိုတော့ဒီဘောက previous swing ပေါ့နော်4932မှာပဲကျွန်တော်ပြန်ထားခဲ့လိုက်တယ်ပေါ့နော်ဆိုတော့ပြန်ထားခဲ့လိုက်တယ်ပြီးတော့ entry ကိုကျွန်တော် pending ပေးခဲ့လိုက်တယ်ဆိုတော့ဒီ entry ကကျွန်တော် taking profit ထိသွားတယ်ပြီးတော့ပြန်တက်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီ pending order ကိုထပ်ခေါ်တယ်ခေါ်ပြီးတော့ကိုလက်ရှိမှာဆိုရင်တော့ကျွန်တော်ဒီ order ကဒီ1:2ဖြစ်တဲ့အချိန်မှာကျွန်တော်တဝက်ခွဲပိတ်တယ်ကျန်တဲ့တဝက်ကိုတော့ကျွန်တော်ဒီအောက်က4905ပေါ့နော်ဒီ swing TPT ကိုကျွန်တော်တစ်ချက်ယူပြီးတော့market ကိုကျွန်တော်ကြည့်နေတယ်ပေါ့နော်လက်ရှိမှာတော့ကျွန်တော်ရဲ့ဒီ full TP swing TP ကိုတော့မထိသေးဘူးပေါ့နော်ဆိုတော့ဒီညမှာကျွန်တော် entry ဝင်တော့ကဒီ50 minute time frame မှာဆိုရင်တော့ပေါ့နော်အဓိကကတော့ကျွန်တော်ဒီနားပေါ့နော်ဒီနားက divergence confirmation ယူပြီးတော့ကျွန်တော်အရောက်ဝင်ခဲ့တယ်ပြီးတော့တကယ်လို့ဒါဒီနားကကျွန်တော်ရဲ့ဒါဆွင်လို့ဖြစ်ခဲ့တဲ့ဒီ4910လေးကိုဒါကျွန်တော်ဒါ clear breakout ဖြစ်ခဲ့တယ်ဆိုရင်ထပ်ပြီးတော့
ဈေးကွက်ကကျနိုင်ကြီးများသွားပြီပေါ့နော်ဒီမှာချင်းရောက်ကြတာထပ်ဖြစ်ပြီးတော့ပူပက်ပြန်လာတယ်ဆိုရင်တော့ပို့ပြီးတော့လှသွားပြီဒါပေမဲ့သူကအဲ့လိုမျိုးတော့မဟုတ်ဘူးဆိုတော့ဒီနာဝင်းချင်းကနေဈေးကွက်ကပြန်တက်သွားတယ်ပြန်တက်ပြီးတော့မှအခုလက်ရှိဒါကျွန်တော်တို့4930နဲ့ကျွန်တော်တို့4905ဒီဝင်းချင်းနားလေးမှာဒီကောင် ranging ပြီးနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အကယ်လို့ကျွန်တော်တို့ဒီ4908ကိုအဲ့အောက်ကိုကျွန်တော်တို့ဒါထပ်ပြီးတော့ clear break အနေနဲ့ဖောက်ဆင်းလာခဲ့ပြီဆိုရင်တော့ဒါကျွန်တော်တို့ချင်ရောက်ကြတာတခုအနေနဲ့ဒါကျွန်တော်ယူဆလို့ရပြီပူပတ်ပြန်တက်တဲ့အခါမှာကျွန်တော်တို့ဒီဝင်းချင်းမှာကြံခဲ့တဲ့ fair value gap တုံးမဟုတ်တာကျွန်တော်တို့ရဲ့ဒီ order block BY level တွေကနေကျွန်တော်တို့စောင့်ပြီးတော့အယောင်းအတွက်ကိုကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားလို့ရတယ်ဆိုရင်အနေနဲ့ကတော့ကျွန်တော်တို့ဒီအောက်ကကျွန်တော်တို့ဒီ daily low ပေါ့နော်ဆိုတော့ဒီ daily low candidate ကိုကျွန်တော်တို့ကtarget သတ်မှတ်လို့ရတယ်တကယ်လို့ကိုကအဲ့လိုမဟုတ်ချင်ဘူးဆိုရင်လည်းကျွန်တော်တို့ကို trade လုပ်တဲ့ဒီ time frame ရဲ့ကျွန်တော်တို့ဒါ swing ပေါ့နော်ဒါမဟုတ်ကျွန်တော်တို့ဒါ 1:2 အနေနဲ့ taking profit ယူပြီးတော့ကျွန်တော်တို့ဒါ trade လုပ်လို့ရတယ် entry ဝင်လို့ရတယ်ပေါ့နော်ဆိုတော့ဒါဒီကနေ့ကျွန်တော်တို့ဒါရွှေကိုပေါ့နော်ကျွန်တော်ဒီအဝယ်ထက်ကျွန်တော်အယောင်းပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဒါဟောပေါ့နော်ရောင်းဖို့အတွက်ဒါ confirmation ကိုကျွန်တော်ဒီနာဝင်ကျင်ပေါ့နော်4930ကျွန်တော်တို့ဒါချင်းရောက်ကြတာဖြစ်မဲ့ဝင်ကျင်နေရမှာကျွန်တော်တို့ဒါ confirm ကိုတစ်ချက်စောင့်လို့ရတယ်တကယ်လို့အဲ့လိုမဟုတ်ဘူးဈေးကွက်ကတောက်လျှောက်ဒီနာမှာပြန်ပြီးတော့ ranging ပြေးပြီးတော့မှအပေါ်ကိုတက်လာတယ်ဆိုရင်တော့ကျွန်တော်ဒီအပေါ်က supply ဆုံး4950ကနေကျွန်တော်ဒါ confirmation စောင့်ပြီးတော့ကျွန်တော် entry ဝင်လို့ရတယ်ပေါ့နော်ဆိုတော့ 1:2 သွားမလားကိုယ့်ရဲ့ swing trade အတိုင်းပဲကျွန်တော်တို့ဒါ swing လိုက်ကင်ပြီး trade လုပ်မလားဒါမျိုးနဲ့ကျွန်တော်တို့ trade လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီနေ့ analysis video လေးကတော့ဒီလောက်ပါပဲဆိုတော့နောက် video မှာအားလုံးနဲ့ပြန်လည်ဆုံတွေ့ပါမယ် bye bye